Samsung A06 Samsung A06 တဲ့ဒီမှာ 4G လို့ရေးထားတယ်ဗျနောက်ဖုန်းကတော့ပါမလားဟိုကဆိုင်လုံးလေးပေါ့နော်ဆိုင်လုံးလေးကဘယ်လိုပြုတ်မလဲဆိုလို့ရှိရင် FRB ကျနေတဲ့အလုံးဘယ်လိုပြုတ်မလဲဆိုလို့ရှိရင်ဒီမှာ A06 ရဲ့ဒီဘက်မှာနောက်ပြီးရင်ဒီဘက်ကSamsung A0555F ပေါ့တော့အဲ့ကောင်လေးရွေးရမယ်ဒါပေမဲ့ဒီမှာကျွန်တော်တို့ကဘာရေးထားမလဲဆိုလို့ရှိရင်reset FRB ရောတခါတည်းအဖြုတ်ပေါ့နော်သူကအဲ့လိုတော့လုပ်ထားတယ်ကင်မရာလေးချက်လောက်ကန်ပြပါဦးအဲ့ဆို line ပေါ်မှာရမရစမ်းကြည့်လိုက်မယ်ပေါပိတ်ထားတယ်ဘောလူအတောင်ဖြီးပြီးတော့ကျိုးထိုးလိုက်မယ်โอเคตัวရသွားပြီလို့ပြောတော့ပါမယ်process ချပေးရမယ်တဲ့အဲ့ဘောလူကဘယ်ရနေဘယ်လိုနှိမ့်မရတာခုနလေးနှိမ့်လို့ရတယ်အခုကဘယ်လိုနှိမ့်လို့မရတော့โอเคဒီခလုတ်တဲ့နှိမ့်လို့မရဖြစ်နေ